နေ့ဘိန်းတော့အပိုင်း3လာပြီနေ့ကတင်လိုက်တဲ့ဗီဒီယိုနဲ့ဖြစ်သွားပါဗီဒီယိုထွက်နေတာပေါ့ကျွန်တော်ဟိုနေ့ကညပိုင်းတော့ reverse လုပ်ဝင်သေးဘိန်းတော့ legendary နှစ်ကောင်ထားတာပျောက်သွားတယ်ပါမရှိတော့ပါဘူးအခုဒီမှာဟုတ်ပါနားပါလဲဆိုတော့ epic epic okay forward legendary ဒီကောင်ရှိတယ်1 million okay 4 million okay သေး okay epic ရှိမှာဒါvictory ဒါတော့ red ဒါ epic နှစ်ကောင်ရှယ်ပြီးတော့ epic ရှိမှာ epic okay epic ဝင်မယ် epic တကောင်ဝင်မယ်သွားငါစကန်ငါစကန်သွားဒါကြောင်နေတယ် what the hell အစားတယ်ဒီကောင်ကောင်းပါဦးဒိုင်းမလို့ဈေးဖို့ပေးရတယ်ဒါရှင်မသိနေပါနာနေလို့တယ်နောက်နဲ့ revert လုပ်ဖို့တော့ဒီမှာတခု legendary ဟောသူစခိုင်းအိုးဒီမှာ legendary နေအောင်ဆောင်အောင် okay legendary ဒီကောင်ရပါပြီ okay legendary ဒိုင်းမွင်းလားဒိုင်းမွင်းဘာလဲခိုးဖို့လိုက်ချောင်းနေတာမနေ့ကသူခိုးရတာ okay ခိုးမချောင်းနေနဲ့ခိုးဖို့ချောင်းနေတယ်ယောကိစ္စမရှိပါဘူးဒါခိုးလဲကိစ္စမရှိဘူးတို့ချက်ပြန်ခိုးရင်မိနစ်ဆောင်မတိကြီးရကိစ္စမရှိဘူးပြီးဒီခါမိုက်တယ်ခါကြည့်ခါ legendary ပဲမတိကလေးokay ဟိုက legendary တကောင်ဟိုင်းလာထင်နေ bro shit legendary ကောင်ပါသွားပြီလိုက်မမီလိုက်ဘူးမီလိုက်နှိပ်ပါစလုံးမပေါ်လာလို့တိုင်ပတ်သွားတယ်ဟိုစကားပွင့်နေဘူးလားဒီစကားပွင့်ခိုးမှာဒီဝင်ဖြစ်လာလာပိတ်သွားပြီဘယ်လိုလာပိတ်သွားလဲဘယ်လိုလာပိတ်သွားတာလဲလို့ shit okay နားမှာတော့ go ဒီကောင်နားမှာလက်တင်နေနော်အဲ့ကောင်ကြားနေပြီတင်နော်စခိုင်းပွင့်နေတယ်စခိုင်းကြီးပွင့်နေငါမဒိုင်းမွေးနော်လားအရန်ရေးကြီးတဲ့ဒိုင်းမွန်းအမလေးဘောခါလည်းပွင့်နေတယ်ခိုးခံရပြီတော့မသိဘူးသူကအဘောစားအော်တိုကြီးလက်ဆောင်လိုက်မယ်1 million ပြည့်သေးဘူးလား shit okay ယူလိုက်တော့ကွာအခုokay
တဲ့ကောင်နေလူလက်ခိုးလေဒိုင်းဝေါဒီကောင်လိုင်းထည့်နေတာโอเค14โอ้ด่าမတက်yo ရရအရင်ကြီးအိုးမတက်ကြီးโอเคတေးသားအောင်တေးရော revive ပြန်လုပ်လိုက်မတက်ကြီး bro oh shit မတက်ကကောင်းလားပြီးတော့ဟိုကောင်စစ်တူကနေထွက်သွားပြီစစ်တူပြီးဂိမ်းနဲ့ထွက်သွားပြီဒါဟာဟာပေါ်လာလေပါဘာလို့မရှိဘူးနော်โอเคနာတကောင်ပါဘာလဲကိစ္စမရှိဘူးလားrevive လုပ်ဖို့ကြည့်လိုက်အောင် revive လုပ်ဖို့โอเคတော်တော်လိုသေးရရှင်ပန်စီနီပါနာနေလိုပါတယ်12 million နည်းနည်းလို့သေးအမတိကြီးပါသွားတော့လို့မတိကကောင်းလို့လား bro အေးအကြောင်းလို့ line ထည့်နေတာကိုပစ္စည်းကောင်းနေရာတွေကိုသွားပါမယ်အိုးshit reborn သက်ဆက် reborn သက်ဆက် reborn โอ้တော်လေးတိရတစ်ခါလေးတော့ခုံးနေတယ်တေးရောမတိကြီးကထက်ထုတ်လွှန်းတာနဲတယ်ရှောင်းလိုက်အောင်ပါ legendary တော့မကောင်း legendary ထက်တော့မကောင်းပါဘူးကွယ်ရှင်းမစီနေပါနာနေလေးခိုးတာအပြည့်ရှိလားရှင်းပန်းစီနေပါနာနေโอเคအဲ့ဒါမျိုးတော့1 point auto climb ပိတ်တယ်ဝါ legendary ရမဟုတ်မှာကွာခိုးတူရသူကဟုတ်တယ်တော်သွားယူဖို့ဆိုတာမဖြစ်နိုင်ဘူးโอเคလက်ကြောင်းနေတယ် bro cappuccino assassino မတက်ဒီမတက်ကဘာလုပ်လို့ရလဲမတက်နဲ့ legendary ဘယ်ကပကောင်းလဲဆိုတာ comment အောက်မှာရေးခဲ့ပေးပါအောင်အိုးရှင်ကောgo အိုး
robot နဲ့robot နဲ့မဝယ်ဘူးဒါလေးနဲ့ swing off နောက်ပြဿနာမသုံးလို့ကောင်ခိုးလာတယ်ဘယ်ရလဲဟာငါချီအိုးပါသွားပြီအိုးရှစ်ကျွန်တော်မတ်တီပါမတ်တီအဲ့လိုဘယ်ကနေခိုးကန်ထိနေရပါလဲလို့အိုးဒါကြီးအဘောလည်းညတလေးတော့ပါပါမင်းတို့ကောင်းနေငါချောင်းခိုးပဲတည်တယ်ချောင်းလိုချင်တာပဲတည်တယ်မင်းကောင်ညာရှိလားမရှိလားမသိဘူးဟေးတော့ခိုးရိုးဝဲရှိရမခိုးတော့ရိုးဝဲရှိရခိုးတော့ကျွန်တော်တို့ခိုးတော့ပါโอเคတော့ခိုးlet's go ဟာ shit ရီဗန်နဲ့ပြောင်းဖွင့်လို့ရလားရရိုး39ဆိုတော့မသုံးနေတော့ပါပစ္စည်းဝယ်ဖို့မဝင်လိုက်ရအောင်သူတို့ခိုးရလို့မတ်တီတော့ပါသွားတယ်မတ်တီအဲ့ဒီမတ်တီကနည်းနည်းရဟောတာဒိုင်းဝင်းညောလိုက်တော့ကွာနောက်တငယ်ချင်းတွေကို re-all လုပ်လိုက်မယ်နော် offering hello bro လိုင်းလေးလောနောက်တငယ်ချင်းခေါ်လိုက်ကွာခေါ်တော့ပါအောင်နော် okay ချင်းစနိုးဆို okay ချစ်ပါစီနေပါနာနေနေရမလာသေးဘူးဟောတော့ခိုးဒီပါအော်လဲတယ်နော်ခိုးဂိမ်းရောက်တန်းထွက်တယ်ဘရိုshit ရီဝန်းသားပြန်ဆက်စခိုင်းရောက်ပွင့်နေရအဲ့တော့ဒီကျွန်တော်ရီဘွန်းသားပြန်ဆက်လိုက်တာဟောတယ်5 million okay ဒီနေ့ဗီဒီယိုလောက်ပါပဲကျွန်တော်နောက်ထပ်ပိုင်း4မှပြတွေ့ပါမယ်အားလုံးပဲဘိုင်နောက်ထပ်အပိုင်း4ကြမှာကျွန်တော် repair လုပ်ပါမယ်အခုက5 million ပဲရှိသေးပါတယ်အဲ့ကြောင့်မလို့ပါအားလုံးပဲ bye